နောင်ချင်းဒေသခံတွေဟာအစမတန်ရွှေတူးဖော်တဲ့အကျိုးဆက်တွေဖြစ်တဲ့ရေအောက်မြေရှားပါးတာတွေခံစားနေရပြီးဧရာဝတီမြစ်ထဲမှာဆက်ရနရကြီးတွေနဲ့ရွှေအလွန်အကျွံတူးဖော်တာကြောင့်မြစ်ရေနောက်ကျကတောက်သုံးလို့မရတော့တဲ့အခြေအနေမှာရှိနေပါတယ်။ဓာတုပစ္စည်းတွေသုံးကရွှေတန့်စင်တဲ့အတွက်ငါးပုဇွန်စတဲ့ရေနေသတ္တဝါတွေသေဆုံးတဲ့အထိဧရာဝတီမြစ်ရေဟာအလွန်ညစ်ညမ်းနေပါတယ်။ရွှေတူးဖော်တာကြောင့်သဲအညစ်အကြေးဓာတုပစ္စည်းတွေမြေအောက်ရေထဲဝင်ရောက်နိုင်ပြီးသဘာဝရေစီးကြောင်းကိုပိတ်ဆို့နိုင်သလိုရွှေတူးရာမှာရေချိုအများပြားအသုံးပြုရတဲ့အတွက်မြေအောက်ရေအလွန်ကျွံထုတ်ယူသုံးစွဲတာတွေကြောင့်ရေတွင်းရေကန်တွေခန်းခြောက်တာကိုဖြစ်စေနိုင်ပါတယ်။ကချင်ပြည်နယ်မှာဧရာဝတီမြစ်ကြောင်းတစ်လျှောက်ပြင်လယ်ယာမြေနဲ့အိမ်နေခြံဝန်းတွေကိုပါရွှေတူးဖော်ရေးကုမ္ပဏီတွေကဝယ်ယူကာရွှေကြောစမ်းသပ်တူးဖော်တာတွေကြောင့်နောက်ပိုင်းမှာရွာပါပျောက်ကွယ်သွားနိုင်တဲ့အန္တရာယ်နဲ့ကြုံလာနိုင်တယ်လို့ဒေသခံတဦးကပြောပြပါတယ်။